နေမအေးညမအေးနဲ့နှိမ့်ဆက်နေငေါတော့ကြပြီဒီနေ့တော့ဒင်းတို့လေတော့ကွက်ပြမှာကြည့်ရော့အမဆက်ဆိုးကြအောင်ဆက်ဆိုးကြလीဆိုးကြအာပြဲနေအောင်ဆိုငါတော့ပြေးပြီးမိန်းချပြီးပြေးပြီးဟဲဟေးကြောင်အာလာကြပြီဒီငါမရချာနော်တာကိုဖိပြတာမဟုတ်တာလေးတက်တာလားတာလေးကိုဖိပြပါသားရဲ့တာလေးအဲ့ဒါကကိုကျော်သိန်းတယောက်မူးလာတော့အခါခွေးမှလူမထင်ဘူးကွာလာမင်းတို့အုပ်လိုက်ဆိုရင်ငါ့ကိုလာပြီးတော့ဆင်းကွာလာလေးအောင်အဲ့ဒါပဲကြော်သိန်းကွာလာသမားရောက်လေကြောချင်လေးပြီးတော့အဲ့စီအောင်မဟဲ့ငါကြောက်ဖို့ဆိုရအောင်ဟဲ့ဟောကောင်ကလေးရမထုံးနဲ့ငါပြုတ်ကြမယ်နော်ပြုတ်ကြတော့အေးအောင်ပြုတ်ကြထိုးပါနော်ဟဲ့ကောင်ကင်းကလေးမွေးရမှာစားပြီးဖုန်းကြည့်ပါသေးတရှိပါသေးဟာဒီလိုပါတော့လူကြည့်ဘာလို့ပြုတ်ကြတာမြည်သားနဲ့ဒီကလေးကိုအနေကအောင်လုပ်နေတာမြည်သားနဲ့ရင်းထိန်းတာဆန္ဒကိုသိခါနဲ့ထိန်းကျော်ကြီးတယောက်ဘောလုံးတစ်လုံးကိုချောင်းပြိုင်းနဲ့ပဲလိမ့်နေဘဲရှိညာချီနဲ့ပြနေကြတယ်အားလုံးပဲကျော်ကြီးရဲ့ဘောလုံး